date လောက်တာပေါ့နော်ဒီ Ashley Queen မှာရှိတဲ့အစားအသောက်တွေကိုတော့ buffet စားရတာဖြစ်ပါရဲ့ရှင် buffet ဆိုတော့ကျမတို့တွေဒီနေ့ဒီ Ashley Queen ကိုမစားဖြစ်သေးဘူးပေါ့နော်အဲကြောင့်မို့လာပြီးတော့စားရင်းနဲ့ vlog လေးလည်းရိုက်လိုက်ပါတယ်ဒါကတော့ pizza bar ပေါ့နော်သူက pizza လည်းရှိရယ်ပြီးတော့ pasta လည်းရှိရယ်ပြီးရင်ဒါကတော့ဒါဂျပန်အစားအစာတွေပြီးတော့ဒါကိုရီးယားအစားအစာတွေပေါ့နော်အများကြီးရှိပါတယ်ဒါဆိုရင် steak bar ပေါ့နော် steak bar မှာရှိရဲ့အစားအသောက်တွေပဲဖြစ်ပါတယ်မှာ steak တွေစိတ်လောက်ရွေးလို့ရတယ်ပေါ့နော် steak တွေအများကြီးရွေးလို့ရပါတယ်ဘာတွေပါလဲတစ်ချက်ပြပေးမယ်နော်ဒါဆိုရင်ငါဘာငါလဲဆယ်မလို့မဟုတ်ဘူးဒါပဲကြိုက်တယ်ငါပေါ့နော်ငါရေကျွန်တော်တော့ငါကြိုက်ပါလေဒါကဆဲဦးထနေဆဲဦးလား chicken လားမသိဘူး chicken တော့ဖြစ်ကြတယ်ရတာမတော့ဒါပါတော့ဒါ garibi အားတော့ sushi bar ပေါ့နော်ဒီအစားအသောက်တွေကုန်သွားရင်တို့ကပြန်ပြီးတော့ချက်ချင်းပေါ့နော်ပြန်ပြီးတော့ဖြည့်ပေးရယ်စားချင်တဲ့လောက်အချိန်တို့ပေးထားတဲ့2 နာရီအတွင်းမှာအချိန်မှာတို့စားလို့ရတယ်ပေါ့နော်ဒါလေးကတော့ sushi bar ကြားစားစားရယ်ပေါ့နော်ဒါဆိုရင် bosso ပါဒါတော့ပကံယူရတဲ့နေရာပါဒီပကံကိုယူပြီးတော့ကိုစားခြင်းတဲ့အစားအသောက်တွေကိုအကန့်အသတ်မရှိထည့်လို့ရတယ်ပေါ့နော်ဒါကတော့အချိုပွဲတွေပဲဖြစ်ပါတယ်ဒါဆိုရင် salad တွေပေါ့နော်အတုပ်တွေဒါဝန်ထမ်းပြန်ပြီးတော့လာဖြည့်နေရပဲဖြစ်ပါတယ်ဒါဆိုကိုယ်တိုင်စားလို့ရတယ်ပေါ့နော် mayonnaise နဲ့ဒါကိုယ်တိုင် salad လုပ်ပြီးတော့စားလို့ရတယ်ပါပေါ့နော်ပကံကလေယူလို့ရတယ်ပေါ့နော်နေရာစုံမှာထားပေးရယ်ဒါကတော့ trikin နေပေါ့နော် trikin ဆိုအကျော်အလော်ဘာညာပေါ့နော်ဒီမှာကျော်အလော်ရှိမယ်ထမင်းကျော်ရှိမယ်ဒီမှာပေါ့နော်ထမင်းကျော်ရှိမယ်ဒါတရုတ်စားစာဖြစ်သွားတယ်ပေါ့နော်ဒီဘက်ကတရုတ်စားစာကြီးပြီးတော့ဒါကခောက်ဆွဲအတွက်ပေါ့နော်ကျမကတော့ဒီခောက်ဆွဲကိုလုံးဝမကြိုက်ပါဘူးမကြိုက်တဲ့အတွက်မစားပါဘူးဒါကတော့ဟင်းရည်တို့ဘာတို့ဟင်းရည်ကိုသူစံပြုတ်ပေါ့နော်စံပြုတ်တွေဒါကတော့ kimchi ကိုဒါဆိုရင်ကိုရီးယားစားစာပြပြပတ်လုပ်တဲ့လိုလုပ်စားရမယ်ဆိုတဲ့ဟာလေးတွေပါသူဒီမှာပြထားပေးရပေါ့နော်လေးကိုရင်စားကြည့်ပါမယ်ငယ်ချင်းတွေစားနေရလေးတစ်ချက်ပြပါမယ်ဒါ pasta ဒါဝတ်တာချက်ပေါ့နော်ဒါက was steak ပေါ့နော်ဒါကတော့ pasta ကြီးပေါ့နော်ဒါကတော့ sushi ချက်ကြောဒါကတော့ဂျပန်စားစာပေါ့နော်ကုန်ယူလာပေါ့နော်တွေ့ကြရစားချက်သမျှအကုန်ယူလာကဲဆွဲလိုက်ဝင်ဖေးသားရှယ်ပဲငိုခဲ့ကြတယ်တော့ငါးကြိုက်တော့ငါးအများကြီးထည့်တယ်ချက်ကြောအားဘာသာအားရအဆုံးမဘယ်သားဖြစ်ပါရဲ့ရင်းကြီးဟင်းဘုံရပါအဲ့တော့တယ်မုန်ဦးနဲ့ready နားမွေတော့အရင်ကြီးလေးတော့ရတဲ့ကြတယ်အားဝမယ်รู้อ่ะรู้ดิไปไปโอ้ไหนอ่ะรู้อ่ะพอเลย
အဲ့ကြောင်းရဲ့ဒါတော့ပဲပေးလိုက်ပြီဟုတ်ပါတော့ကျင်းစာဒါမြင့်ရှိပါလေ pasta ဒီမျိုးကတော့ဒီလားရင်ကောင်းတယ်။ဝါစာမီကျတော့ဝါစာမီနဲ့အား။အဲ့တော့ပဲ A few moments later. 5 6 7 8 9 10 11 12စက်နေလို့ပြန်ကိုကြက်ရကိုစားပါတော့ခဏကြာရင်ခက်ဆွဲအောင်ဘိုင်းမို့ကနေ သူက အားနေတယ်ကျွန်တော် သူကဒီမှာကျတော့သူကအစားတောက်အစုံမှာ2000ဟိုပါပေါ့နော်ပုံမှန်နေ့လည်ခင်းလာစားရတဲ့သူတွေဆိုရင်19900ဝန်းအခုဒီလိုညနေခင်းပိုင်းပေါ့နော်ကဲဒီညီမတို့လိုညနေခင်းပိုင်းမှာဒင်နာလာစားရတဲ့သူတွေအတွက်ကြတော့25900ပဈေးနှမျိုးရှိရပေါ့နော်ကိုရီးယားတွေတော်တော်များများလေဒီလိုမျိုးတနေရာထဲမှာဘူဖေးရတဲ့ဟာကိုအရန်ကြိုက်ကြရပေါ့နော်အဲ့တော့လာစားကြပါတယ်သူက decoration လေးလည်းလှတယ်ဆိုင်ရလေးသူတစ်မျိုးဆိုင်တွေကိုရီးယားမှာတော့နှစ်မျိုးရှိရပေါ့နော် brand နှစ်မျိုးရှိရဒါကတော့ Ashley Quinn ပေါ့နော်ဒီမှာလည်းဟို brand လိုမျိုးပဲတူတူပဲပေါ့နော်စုံတယ်ဒါပေမဲ့ quality ကဒီကပိုကြိုက်တယ်ဟို brand ထက်ပေါ့နော် အဲ့ဒါပေါ့နော် အပေါ်ကဘယ်လိုလဲ အဲ့ဒီတက်ကောင်းတယ်အားနာတယ် အချိန်2နာရီပေးလာရင်တိတ်တာစားရင် အဲ့ဒါတော့ထည့်လိုက်ပါ ဟေးပတ်သက်မယ် ဘုလို့ပြပဲ ဆယ်မို့မောင်ရယ်ကော်ဖီရယ်ပေါ့နော် အဲလုံးဆွဲပါမယ်ဒါမင်းနေလို့ဒါလည်းဆက်တာဆက်တာတယ်လက်ဆက်တာကြောက်ကောင်းတော့ကောင်းတယ်ဟောစတော့တယ်တစ်ခါကိုထဲထည့်ပြီးဟုတ် ရတော့ကိုယ့်အကူမဟုတ်ဖုတ်တာပါ အချိန်နဲ့ ဘယ်နှမိနစ်ဆိုရ 3မိနစ်နဲ့စက်ပြောင်းဝတ် ခလေးနှစ်ယောက်ကညီးလောက်တာကြည့်လေးစောင့်နေတာဖြစ်ပါတယ်ချောကလက် ပြီးတော့ အော်ပြခွာဒီဘက်ပါလို့ ကြားရင်လည်းရတယ်ဒါ chocolate မို့ chocolate မို့လည်းရတယ်ဟိုဒီအားကျတော့ရေခဲမှုနဲ့လည်းစားလို့ရတယ်ဒီမှာကြားရင်လည်းစားရပါတော့ကျမတို့ကြားရင်လည်းစားပါဘူးဒါတော့ပါဘူးရေခဲမှုနဲ့ chocolate နဲ့စားလို့ chocolate တိုက်တယ်ရေခဲမှုမှာဆက်တင်ပါ ကျွန်တော်တော့ညီပဲတောက်ပါဦး ဒါကတော့ coffee ရွေးချယ်သူတွေတော့ကတော့ coffee ပေါ့နော်ဒီမှာသူကြားထားပါတော့အဲ့ coffee ရွေးလို့ရတယ်ပြီးတော့ဒီ beer buffet တောက်ချင်တယ်ဆိုရင်တော့ plus 4000ကျော်လားမသိဘူးထပ်ပင်ရတယ်ပေါ့နော်တကယ်လို့ coffee လမ်းတောက်ချင်ဘူး beer လမ်းတောက်ချင်ဘူးအေးလမ်းတောက်ချင်တဲ့သူတွေကတော့သူချာလေးပေးထားရပေါ့နော်လက်ဖေးချမ်းပေါ့နော်လက်ဖေးချမ်းလည်းတောက်လို့ရတယ်ဒါကခုနကိတ်ယူခဲ့တယ်ရေခဲမုံကြီးရဒါကတော့ chocolate နဲ့ပေါ့နော်သူအမျိုးမျိုးလုပ်စားနေရတယ်ပေါ့ချိုပွဲအတွက်ကိတ်ကတော့ထပ်ပဲစားရပေါ့နော်ဒါဆိုရင်လည်းအများကြီးရှိရပေါ့နော်ပိုကြိုက်တဲ့ဟာကိုပိုရွေးယူလို့ရတယ် cookie တွေလည်းရှိရ cake တွေလည်းရှိရပေါ့နော် jelly လည်းရှိရ sauce ပါတယ်
ကောင်းလားကောင်းလားဒါသိရသေးရရအောင်ကိမ့်ဖို့ပေါ့ငါတော့စိမ့်ပန်နေတယ်ဗာလေးနေဘူးအပါတော့ ခိတ်မုံပါ ကောင်းတယ်ဒါတော့ခဏလေးလောက်ပါလေ ချီယာမီစုကိတ် ညာလည်းပြီးကောင်းရင် ဘူပိုင်းချောကလက်ကျမကတော့ coffee လေးနဲ့ပေါ့နော် ဒီကကိုရီးယားမှာတည့်ဖိန်မှာပေါက်တော့နိုင်ငံရတယ်ကိုတည့်ဖိန်ရမ်းကောင်းတယ်ဒါတော့ဒီကရိုက်ထားတာဒီကသာတော့သဘောလောက်တော့မကောင်း ဘီစကိုလေးလည်းစားပါမယ် အာဒါလည်းမအေးခဲပါကောင်းနေမြစားနိုင်ရတာရိုက်ပြလိုက်ပါသိမစားနိုင်ဘူးနော် အချိုတောင်တဲနေကြပြီအချိုလူကတော့အခုချိန်ဒီဆယ်မွန်ကြိတ်နေတော့မှာဆယ်မွန်နေကြိတ်နေတော့ ကောင်းလေးကခွန်ကြောင်းနေတယ်ဘာလို့လဲ ပြင်မဲ့ ဟမ် ပြင်မဲ့သည်လေ အာဟုတ်တယ်ပြင်မဲ့သည်အမလေးရှင်းလိုက်တာတော်ချင်းကတော့အနုရွာလေးကိုကြိုက်တဲ့သူပြပါတော့ဒါပဲလို့နုနုရရလေးပဲလှုပ်လိုက်နောက်ဆုံးကြောင်လည်းနူသွားတော့ စားဖို့စားနေတယ်တန်းတန်းရွာရောက်တော့ရွာလို့စားမြို့ပေါ်ရောက်နေမြို့ပေါ်ကြောက်ကြောနေတော့ဘာအော်တယောက်ကလည်းမော်ဝါသေးဝေးယူလာပြန်ပြီ နေနေအသီးနဲ့လေး ဘလောရိုက်လို့ပြီးပါပြီလို့စောင့်နေတာပြီးလဲပြီးရောအကုန်လုံးစားလို့ဝါပြီထင်လို့စားကောင်းရဲ့လားဝိတ်ချနေရဆို နားနေလို့ပါ ။ငေါဖျားနေလို့စားတာဘူဖေးဟိုတယောက်ကလည်းအကီဝီတီကိုအခုနွားနေအခုဒီမပြီးတော့ ပုံနေတယ် ။ကောင်လေးကတော့စော်နဲ့ရံဖြစ်ပြီးတော့စိတ်ညစ်ပြီးတော့စားနိုင်တောင်းနိုင်ရှာတဲ့ကောင်လေးဖြစ်သွားတယ်။ ဟုတ်လိုက်ကောဝါလို့တို့လည်းစောရကောစိတ်ဆိုးနေတယ် အာ ကိုင်း ဘုမေးဆိုင်လာပြစိတ်ဆိုးနေစားနိုင်လို့ ဘူဖေးတိုင်းလာပြီးစိတ်ဆိုးနေတော့မစားနိုင်မတောင်းနိုင်ရှာဘူးတယောက်3ကန်4ကန်လောက် ဒီကီဝီတော့မစားကြရအောင်မကောင်းမကျဘူးစားတော့ပြနေရတယ်လေကင်မရာမန်ဘူး စားတော့တွေပြတ်တယ်မစားနိုင်ရှာဘူးနေမကောင်းလို့တဲ့တကယ်အဲ့ဒါမမလေးကဆက်စားလိုက်ပါအောင်နော်ဒါကျန်တာလိုက်ပါဦး တတာဒီဆိုင်လေးပါသူကည9နာရီကြီးပဲဖွင့်နေပေါ့နော်ည9နာရီမနက်9နာရီကနေည9နာရီထိဖွင့်တာဖြစ်တဲ့အတွက်မနက်9နာရီနောက်ပိုင်းဆိုရင်သူကစားလို့မရတော့ဘူးပေါ့နော်ဒါကတော့သူဒီမှာဒီနေ့အတွက်ထည့်ထားတဲ့မီနူးတွေပေါ့နော်ဒီမှာ buffet ထဲမှာပါတဲ့မီနူးတွေကိုသူမှာပြထားတာပဲဖြစ်ပါတယ်ပြီးတော့ steak ကိုလည်းတပွဲချင်းစီမှာလို့ရတယ်တသက်မှာရင်တော့ sugar ဈေးနှုန်းထပ်ပြီးတော့ပေးရတယ်ပေါ့နော်15900ကစားရပေါ့နော် steak တပွဲကိုလည်း15900ကနေစပါတယ်ဒီကနေဝင်ပြီးတော့ reception မှာဘယ်နှစ်ယောက်လာတယ်ဘယ်နှစ်ယောက်စားမယ်ဆိုတာပြောရင်သူတို့တင့်တော်တဲ့အခန်းလေးတွေကိုညွှန်ပေးတာပါစားလို့အရန်ကောင်းခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးပေါ့နော်စားလို့ကောင်းတဲ့အဆင်ပြေမဲ့ဆိုင်လေးတွေကိုရိုက်ပြပေးပါမယ်အားလုံးပဲတတာကျေးဇူးတင်ပါတယ်